ကဲရှိမရှိများလို့နော်စေကြီးအတွက်လာမယ်လောပဲထေအပိုင်လို့ကျွန်တော်ရှာပြပေးမယ်နော်ရှိပါသေးနော်ထေပဲလို့ကျွန်တော်ရှာပြပေးမယ်ထေပဲလို့ကျွန်တော်ရှာပြပေးမယ်ဘယ်လိုလဲကျွန်တော်ရှာပြပေးမယ်နော်ထေပဲကျွန်တော်ရှာပြပေးမယ်နော်ထေပဲလို့နော်ကဲဒီမှာတည့်ငါလာနာထောင်းနစနမစေကြီးအတွက်ပါနော်စေကြီးအတွက်ပါနော်တည့်ငါလာနဲ့90စေကြီးအတွက်ပါထစ်စီအပိုင်လို့ပါပဲနော်ထစ်စီအပိုင်လို့ပါကျွန်တော်ရှာပြပေးမယ်နော်ထစ်စီအပိုင်လို့ပါကျွန်တော်ရှာပြပေးမယ်ထစ်စီမှာကဲချမယ်နော်ထစ်စီမှာ6လေးနော်ပေါင်းချေ6လေးနော်ပေါင်းချေမှာ6လေးနော်ပေါင်းချေမှာ3ည6လေးနော်ပေါင်းချေမှာ3ညဒီကနေ3ညနိစီ3လို့ပေါင်းချေ3ညနိစီ3လို့ပေါင်းချေမှာ3ည6လေးနော်ပေါင်းချေည3ညနိစီ3လို့ပေါင်းချေ3ညစေတစီပါနော်စေတစီပါနော်နောက်ပြီးတော့ဒီမှာတပေကျော်လိုက်မယ်ဒီနှလုံးပေါင်းချင်းဒီနှလုံးပေါင်းချင်းမှာခွန်3ညခွန်နှလုံးပေါင်းချင်းခွန်ဒီမှာ3ညခွန်နှလုံးပေါင်းချင်းမှာ3ညခွန်နှလုံးပေါင်းချင်းမှာခွန်ဒီကနေ3လုံးပေါင်းချင်းဒီမှာ3လုံးပေါင်းချင်းမှာခိုးပါ3ထည့်စီပါနော်3ထည့်စီပါနောက်ပြီးတော့တပေကျော်ဆိုရင်ဒီနှလုံးပေါင်းချင်းမှာဒီနှလုံးပေါင်းချင်းမှာဒီနှလုံးပေါင်းချင်းမှာလေဒီနှလုံးပေါင်းချင်းမှာလေ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းနှလုံးပေါင်းချင်းစစ်စစ်ပြီးသားမို့6ထဲမှာသာလေ3လုံးပေါင်းချင်းမှာ4ပါခြေပေါ်တော့နှက်လဲအောင်နော်ဒီပတ်မှန်တယ်ထည့်စီ4ပါပဲအဲထည့်စီ6ပါပဲနော်6နဲ့နီးနဲ့ပေါင်းစီနဲ့နီးနဲ့ပေါင်း14 6တက်စီပါနော်တင်ငယ်ရှိပဲခြေပေါ်တော့တင်ငယ်ရှိများအားလုံးနော်6တက်စီပါနော်ဒီပါ6လေးနှလုံးပေါင်းချေ3ညနိစီ3လုံးပေါင်းချေ3ညစေတက်စီ3ညခု3လုံးပေါင်းချေ3ညခုလုံးပေါင်းချေခု3လုံးပေါင်းချေခု3လုံးပေါင်းချေခု3တက်စီ6စီနှလုံးပေါင်းချေ6နိ6 3လုံးပေါင်းချေ6တက်စီနော်6တက်စီနော်ပြောပါတော့နော်ကဲထစ်စီ6ရပြီနော်ထစ်စီ6ရပြီဆိုရင်ခွာပေါ်ချေတစ်ချက်တော့သွားကြည့်ဦးမယ်နော်ထစ်စီ6အဲ့ဒီဆက်စီ6ကိုအဲ့ဒီထစ်စီ6ကိုဒီမှာရေးလိုက်မယ်နော်ဒီမှာထစ်စီ6ရေးပေးလိုက်မယ်နော်ကဲခါတစ်ချက်တော့သွားကြည့်ဦးမယ်နော်ခါမှာခါတစ်ချက်တော့သွားကြည့်ဦးမယ်နော်ခါမှာဘယ်လိုလာမလဲကျွန်တော်ရှာပြပေးမယ်ကထစ်စီ6ရပြီးတော့ခါမှာကဲခါကျွန်တော်ရှာပြပေးမယ်နော်ခါမှာဘယ်လိုလဲကျွန်တော်ရှာပြပေးမယ်ခါမှာ3လုံးပေါင်းချေစီအဲ့ဒီခါမှာကျွန်တော်ပြပေးမယ်နော်3ညရယ်6ရယ်2ရယ်
တော်လိုဘောချင်းမှာစီတော်လိုဘောချင်းမှာစီတုံညာ6နှစ်တော်လိုဘောချင်းစီဒီကနေလေးနှလုံးပေါင်းချင်းမှာပြစီတယ်နော်တော်လိုဘောချင်းစီလေးနှလုံးပေါင်းချင်းစီဒီမှာကတော့လေးခါနော်လေးခါနောက်တစ်ချက်ကတော့တပီကျော်မှာဆိုရင်ဒီမှာကနေတုံညာခိုးတုံညာတော်လိုပေါင်းချင်းတော်လိုပေါင်းချင်းမှာ6တော်လိုပေါင်းချင်းမှာ6ခိုးနှလုံးပေါင်းချင်းမှာ6ဒီမှာကတော့ခုခါခုနကတော့လေးခါနောက်ပြီးတော့တပီကျော်မှာဆိုရင်6နဲ့ပေါင်းစနစ်နီးနဲ့3နဲ့ပေါင်း5နီးနဲ့3နဲ့ပေါင်းဆိုရင်5ရဖို့အတွက်ဒီမှာခုစီပြီးသားမို့စီထဲမှာဒါလေးစီနဲ့ခုနဲ့ပေါင်း5ဒီမှာကတော့6ခါနော်ဒီစီခါနော်ဒီမှာ6ဒီစီနော်ကြည့်ပါတော့နော်ဒီမှာ3.6နှစ်ဆိုတာအဲ့ဒီတော့3.6နှစ်မှာ3.6နှစ်တို့လိုပေါ်ချစ်စီလေးနှလိုပေါ်ချစ်စီလေးခါခိုး3.9တို့လိုပေါ်ချစ်6ခိုးနှလိုပေါ်ချစ်6ခိုးခါ6တို့လိုပေါ်6နဲ့ပေါ်စနစ်နီးနဲ့3နဲ့ပေါင်း5စီခိုးစီနှလိုပေါ်ချစ်5စစ်ခါနော်ကဲခွာပေါ်ချစ်တစ်ချက်လောက်သွားကြည့်အောင်မနော်အဲ့ဒီခွာပေါ်ချစ်မှာကျွန်တော်ပြပြလိမ့်မယ်နော်အဲ့ဒီခွာပေါ်ချစ်မှာ6ရယ်4ရယ်1ရယ်1ရယ်6တိတော်လိုပေါင်းချင်းမှာတိ6တိတော်လိုပေါင်း6နဲ့4နဲ့ပေါင်း10တိနဲ့ပေါင်း7တိနော်ဒီမှာ3ညနဲ့စီနဲ့ပေါင်းစီနဲ့3နဲ့ပေါင်း7တိ3နောက်ပဲနော်နောက်ချက်ကတော့3ညခု3ည3လိုပေါင်းချင်းမှာခုရယ်3ရယ်3လိုပေါင်းချင်းမှာပြခုတယ်ဒီမှာကတော့ခုနောက်ပဲနော်ခုနောက်ပဲနောက်ပြီးတော့ဒီနှလုံးပေါင်းချင်း6နဲ့4နဲ့6နဲ့စီနဲ့ပေါင်း4နဲ့ခုနဲ့ပေါင်းတိဒီမှာတိရဖို့အတွက်စနစ်တိရဖို့6နဲ့ပေါင်းစနစ်ခွာဖို့ချင်းနော်တိဖြစ်ဖို့အတွက်ကိုထဲမှသာလေတိုလိုပေါင်းချစ်ဒီမှာကတော့6ကိုတိုလိုပေါင်းချစ်6စီကိုတက်ခွဲပါနော်ရှိပါတော့နော်အချက်တွေယူတော့ပါနော်ရှိပါတော့နော်စေးပြီးနော်ကျွန်တော်ပြထားတာတက်ခွဲပဲ6စီကိုပဲနော်6လေးတိတိုလိုပေါင်းချစ်3ညစီတိုလိုပေါင်းချစ်3နောက်ပဲ3ညခု3ညတိုလိုပေါင်းချစ်ခုတိုလိုပေါင်းချစ်ခုနောက်ပဲ6စီခုတိုလိုပေါင်းချစ်6စနီ9နဲ့ပေါင်း7ကိုနောက်ပဲ6စီကိုတက်ခွဲပါနော်ရှိပါတော့နော်ကျွန်တော်ရေးပြလိုက်မယ်နော်ကျွန်တော်ရေးပြလိုက်မယ်လာမယ်တရက်ငါလာ2025စီချီအတွက်ထိုရမယ့်ကနာတဲ့ခွဲကတော့6စီကိုတက်ခွဲပါနော်ရပါတော့နော်
အချက်တွေယူသွားမှာလောမတရငါလာ2025စိတ်ကြီးအတွက်မှာ60ကိုတွေ့ကြအောင်နော်အားလုံးအစီပြေကကျွန်တော်ရဲ့ဗီဒီယိုကိုအစဆိုချစ်စေတဲ့ငွေချင်းများအားလုံးစေချမ်းသာခြင်းနဲ့ကိုယ်ရေးချမ်းသာခြင်းလိုရစားတတ်ပြေးပါစေဒီ60ကိုပေါကနာပြကြပါလေလို့ကျွန်တော်ဆုမကောတော်လည်းပါဘေနာကတော့ဒီခေါ်လို့လေးကိုနှင်းပေးပါအချိန်နဲ့တပြေးဗီဒီယိုသက်အချိန်နဲ့တပြေးကြီးချစ်စမြအောင်ခေါ်လုံးလာစခရလုပ်ပေးပါခေါ်လုံးလေးဒီပေးကြပါလို့ကျွန်တော်တောင်းပါပါတယ်အချက်တူယူတော့ပါနော်အားလို့စီခေါ်လုံးမေပုံခေါ်လုံးဒီပုံမေပါနဲ့လာစခရလုပ်ပုံမြနဲ့ကျွန်တော်တောင်းပါလေပါလေအားလို့စီပြေကခေါ်ကြပါစေပဲပါ